Hello,ဒီနေ့တော့အလွယ်လောက်စားလို့ရမယ့် Japan Souffle Cheesecake လေးလုပ်ပြပေးပါမယ်။အရင်ဦးဆုံး cream cheese 160 gram ကိုဇလုံးရပုတ်တက်ထည့်ပြီးကြည်ညက်အောင်ခြေပေးပါ။ဒီလိုအနေထားလေးရောက်ရင်ရပါပြီနော်။ပြီးရင်တော့ဆောင်းမပါတော့ထောပတ်20 gram ကို cream cheese တွေရောထည့်ပေးပါ။နောက်တစ်ခုအနေနဲ့ကတော့စူနေသောရည်နွေးအိုမီဖိုဝါချပြီးတော့ခုနကထောပတ်ထည့်ထားသော cream cheese ကိုရည်နွေးပေါ်မှာတင်ပြီးတော့အရေးပြောင်းဖြောပေးရမှာဖြစ်ပါတယ်ဒီလိုအနေထားလေးရောက်ပြီဆိုရင်950 ml ကိုရောထည့်ပြီးတမအောင်မှွေပေးပါဒီလိုအနေထားလေးဆိုရပါပြီနောက်ထပ်တစ်ခုအနေနဲ့တော့ကိတ်ကြုံ40 gram ကိုစကားနဲ့တေချာစစ်ပြီးတော့ cream cheese တွေကိုရောထည့်ပေးပါဒီလိုစကားနဲ့စစ်ရတဲ့အကြောင်းရင်းကမုံမွေတဲ့အခါမှာအခဲတွေဖြစ်မနေအောင်ပါစကားနဲ့စစ်ပြီးပြီဆိုရင်တော့တမအောင်မှုပေးရပါမယ်မုံသားလေးတွေချောပြီးညက်သွားပြီဆိုရင်ဘေးမှာခဏထားလိုက်ပါဒါဆိုရင်ကြက်ဥလေးလုံးကိုကျမတို့အနှစ်အကာခွဲပေးရပါမယ်ကဲဒါဆိုကြက်ဥနှစ်လေးတွေရပြီဆိုရင်တော့ခုနမုတ်တဲ့ကိုထည့်ပြီးတော့တမသွားအောင်မှွေပေးရမှာဖြစ်ပါတယ်ဒီလိုအနေထားလေးရောက်ရင်ရပါပြီဒါဆိုရင်တော့ကြက်ဥကာလေးဆက်လုပ်ကြရအောင်ကြက်ဥကာလေးလုံးကိုဇလုံးတစ်ခုတည်းထည့်ပြီးတံပြားရည်လက်ဖက်ရည်စောလေးပုတ်တစ်ပုံစာကိုညှစ်ထည့်ပြီးတော့ဟမ်းမီစာနဲ့ဖြည်းဖြည်းချင်းမှွေပေးသွားရမှာဖြစ်ပါတယ်အမြုပ်လေးတွေထားပြီးတော့နည်းနည်းလေးဖြူလာပြီဆိုရင်တကြား80 gram ကိုခါရဲလောင်းမထည့်ပဲနဲ့နည်းနည်းချင်းစီတုတ်ခထည့်ပြီးတော့မှွေပေးပါမုံလုံးတဲ့အချိန်မှာဆိုရင်ကြက်ဥအကအရေးကြီးပါတယ်အမွေများသွားရင်လည်းမရသလိုအမွေနည်းသွားလို့လည်းမရပါဘူးဒါကြောင့်အနေတော်လေးရအောင်မှွေပေးရပါတယ်မွေနေနဲ့တေချာလေးကြည့်ပါဒီလိုလေးမြုပ်လေးတွေဖွေးပြီးဆိုရင်ဆက်ရပြီးကြည့်ပါအချော်လေးကဒီလိုလေးဆိုရပါပြီကဲဒါဆိုရင်တော့ခုနလောက်ထားတဲ့မုတ်တဲ့ကိုနည်းနည်းချင်းစီခတ်တဲ့ပြီးဖြည်းဖြည်းလေးရောမှွေပေးပါမှွေတဲ့အချိန်မှာအရင်မြန်ကြီးမှွေလို့မရဘူးเนาะကျုပ်ကားရဲ့မြုပ်လေးတွေကွဲသွားရင်မုတ်သားပြတ်သွားတတ်ပါတယ်နှစ်ခါသုံးခါလောက်ခွက်တဲ့မှွေပြီးတဲ့အခါမှာဆိုရင်မုတ်သားကမပြည့်မကျဲအနေထားလောက်ရပြီဆိုရင်ကျုပ်ကခွက်တဲ့ပြန်လုံးထည့်ပြီးအကုန်ရောသမသွားမှွေပေးလိုက်ပါဒီလိုမှွေပြီးလို့အဖြူလေးတွေပျောက်သွားပြီဆိုရင်ရပါပြီနော်။ပြီးတော့မုတ်ပုံးမမုတ်ခွက်တဲ့ကိုဘက်ခင်းပေးပါခဲ့ပြီးမုတ်သားကိုတလန်းမစာနေရလို့ချန်ပြီးလောက်ထည့်ပေးပါ။ဒါပြီးတော့မုတ်သားတွေကိုမုတ်ခွက်ထဲမှာနေရကြအောင်နည်းနည်းလောက်မှွေပေးလိုက်ပါ။ဒါကတော့ရည်နွေးမုတ်ဖုံးမပန်းတွေကိုရည်နွေးထည့်ပြီးဖုံးရင်မုတ်သားပွားတဲ့အချိန်မှာအက်ကမသွားအောင်ရည်နွေးထည့်ဖို့ပေးရပါတယ်။ကဲမုတ်ဆက်ဖုတ်တဲ့အချိန်မှာဘူချေ160နဲ့မိနစ်20အရင်ဖုတ်ပေးပါမိနစ်20ပြည့်ပြီလို့မုတ်သားပွားလာပြီဆိုရင်ဆက်အဖုတ်ကို5စက္ကန့်ဖုတ်ပြီးပြန်ပိတ်ပါဒါပြီးရင်တော့ဘူချေ130နဲ့မိနစ်60ထပ်ဖုတ်ပေးရပါမယ်မိနစ်60ပြည့်လို့ရလာတဲ့အချိန်မှာဆိုရင်ဒီလိုနေထားလေးရပါမယ်နော်ဒီနေရာမှာအချိုးကျရင်တော့ပြည့်ရည်တုပ်ပြီးတော့သုံးဆောင်နိုင်ပါတယ်ဒီမုတ်လေးကဒီတိုင်းဆိုင်ရင်တော့အရင်စားကောင်းပါတယ်ကဲဒါဆိုတော့ဒီနေ့မုတ်လုံးလေးလည်းတော့ဒီလောက်ပါပဲနော်ပါဝင်ပစ္စည်းတွေအလုံးတော့ဗီဒီယိုဆုံးမှထည့်ပေးထားပါတယ်မုတ်လုံးနီးအသေးသေးတွေထပ်ထည့်ပေးသွားအောင်မို့ကိုယ်တိုင်လုပ်တတ်ရှင်ရင်ဖုန်းလုံးလေးနှိပ်ခဲ့နော်